အားလုံးပဲမင်္ဂလာပါတူရီဝင်သား channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဗျဒီနေ့မှာတော့ကျွန်တော်15ရက်9လ2026ဗုဒ္ဓဟူးနေ့အတွက်ဗီဒီယိုကိုပြောပြပေးခြင်းပါတယ်ဗျဟုတ်ကဲ့ပါပထမဆုံးအနေနဲ့ကျွန်တော်ဗုဒ္ဓဟူးနေ့မနက်ပိုင်းအတွက်အချိန်ကြီးကဲကနန်းပုံနိုင်တို့အရင်ဆုံးပြောပြပေးခြင်းပါတယ်ဗုဒ္ဓဟူးနေ့မနက်ပိုင်းအတွက်ဆိုလို့ရှိရင်တော့ကျွန်တော်ရွေးထုတ်ထားတဲ့အချိန်က3ရှစ်အချိန်ဖြစ်ပါတယ်3ည459နဲ့ကတ်မှာဖြစ်ပါတယ်ဗျ3ရှစ်အချိန်ကို3ည459နဲ့ကပ်ပြီးတော့ကျွန်တော်ရွေးထုတ်ထားတဲ့ပေါကနန်း8ကွက်ကတော့33ည343539 83ည848589ဆိုပြီးတော့ပေါကနန်း8ကွက်ရွေးထုတ်ပေးထားပါတယ်ဒါကတော့ဗုဒ္ဓဟူးနေ့မနက်ပိုင်းအတွက်အချိန်နေကဲနိုင်ပေါနိုင်ဖြစ်ပါတယ်ဗျဗုဒ္ဓဟူးနေ့နေကုန်အတွက်အကြိုက်ဆုံးလုံးပိုင်းနှလုံးကတော့3ရှစ်လုံးပိုင်းဖြစ်ပါတယ်3ရှစ်လုံးပိုင်းဖြစ်ပါတယ်ဗျဗုဒ္ဓဟူးနေ့နေကုန်မထီမပေါက်ကီး3လုံးကတော့96ခွန်ကီးဖြစ်ပါတယ်96ခွန်ကီးဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါဗုဒ္ဓဟူးနေ့မှာလည်းအားလုံးပဲအဆင်ပြေကြပါစေဗျာကျွန်တော် channel ကိုအမြဲတမ်းအားပေးနေတဲ့အတွက်ကြောင့်မို့လဲကျေးဇူးအများကြီးတင်ပါတယ်9ရက်သားသမီးများအပူရရှိလို့ရှိရင်လည်းအမြန်ဆုံးငြိမ်းကြပါစေဗျာနော်